ကြောက်ကသူကြောက်ကသားတွေကုသိုလ်ကိုရတော့တော့ဖဲ့ယူရအချိန်တည်းကိုကုသိုလ်လေးကိုဖဲ့ယူမှရမယ်ဖြစ်ဖြစ်နေကျွန်တော်ဆိုရင်ကျွန်တော်ကုသိုလ်လေးကျွန်တော်များလို့အများကြီးလည်းမလူနိုင်တဲ့ခါကျတော့ကျွန်တော်ကုသိုလ်ရလောက်လေးယူရတယ်ကျွန်တော်အိမ်မှာ TV ရှိတယ် TV ရှိမှကျွန်တော်ရေစက်ခွက်ကလေးချတာကျွန်တော် TV ထဲမှာဗိုလ်ချုပ်ကြီးတွေဝင်ကြီးတွေဖျားတွေတဲ့လှူရင်ကျွန်တော်ရောပြီးရေစက်ချလိုက်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပတ်စံလေးကိုပတ်စံနဲ့ကိုတော့လူဘာဝမခံနိုင်ဘူးကိုလည်းကုသိုလ်ရသူလည်းအစဉ်ပြေပြီးရောပေါ့အဲ့ဒီလိုကျွန်တော်တို့ကုသိုလ်ဖဲ့ယူမှရတော့မယ်ကျွန်တော်တို့လည်းနိဗ္ဗာန်သွားကျင်တာပေါ့သူတို့ကြီးပဲသွားလို့မဖြစ်ဘူးလေကျွန်တော်တို့လည်းသွားကျင်တယ်ကိုရှိတာငါးပြားလေးရအောင်လို့ယူရမှာပေါ့ကျွန်တော်မြို့ထဲကိုရောက်တဲ့အခါမှာကျွန်တော်မြန်မာပြည်မြေပုံ3000နဲ့ဝယ်ပါတယ်ကျွန်တော်မြန်မာပြည်မြေပုံလေး3000နဲ့ဝယ်ပြီးကျွန်တော်တိုက်နိုင်ရမှာကျွန်တော်တိတ်နဲ့ကပ်ပြီးဓာတ်ကလေးထောက်ထားအဲ့ဒီတွေကမေးတယ်ကိုဘီကြီးကလည်းကျင်းချင်းဖမ်းမှခင်ဗျာမြန်မာပြည်မြေပုံကြီးဓာတ်ထောက်ထားတယ်ဘာအဓိပ္ပာယ်တိုင်ရင်တတ်မပြုံးတိုက်ရင်တတ်မပြုံးမေးပါများတော့ဘယ်လူကပြန်ပြောပြလိုက်တယ်မြမပြည်ထပ်ပြီးကြောက်ခဲကြမှာဆိုလို့တောက်ထောက်ထားတာဟေးမြမပြည်ကိုကျွန်တော်ရှောက်ပတ်ပြီးတော့ဟောတယ်ကြားပြီပွင့်လင်းမြင်သာမှုကျွန်တော်ပွင့်လင်းမင်းကလေးတွေပဲသွားမြင်အပေါ်ပိုင်းနေပွင့်လင်းပြီးအောက်ပိုင်းနေမြင်သာလာတယ်ဒါပဲသွားတွေ့ကျန်တဲ့ပွင့်လင်းမြင်သာမှုကတော့သိမတွေ့ဘူးအရင်အတိုင်းပဲအဲ့တော့လောကကြီးမှာတစ်ခုပဲရှိတယ်ကျွန်တော်တို့ဒီသူများနေ့တွေကိုငှမသုံးပါနဲ့ကိုယ့်ရဲ့ကြက်တည်ရှိမင်္ဂလာရှိတဲ့နေ့တွေကိုချက်ချက်နန်းနန်းသုံးကြပါအဲ့ဒီကိစ္စလေးတွေကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မိမပါတယ်ရှင်းနဲ့ဟောပြောဝေးဒီမှာစစ်မပြောနဲ့တော့တဲ့သူတို့ကအနာဘောဒုက္ခရင်နာတယ်တဲ့ကျွန်တော်ကပြန်ပြောတယ်ညီမရဲ့လို့သူတို့ကတကူလုံးအနာရီပြဘယ်နေရာကြနာမှာလဲသူများနေလေဆိုတာကအခုကျွန်တော်တို့ရန်ငင်းမှာရန်ကုန်မှာရှိတဲ့ကလားမီးနှင်းပွဲဆိုရင်ဒါသူတို့ယဉ်ကျေးမှုသူတို့ဘာသာအရကလားမီးနှင်းတာမှန်တာပေါ့မြန်မာတွေကတက်နေတော့တကယ်မူလကလားဘေးထွက်နေရတယ်မနှင်းရဘူးဖြစ်မြန်မာအကုန်ပါလားအကုန်နေမှန်တယ်များအကုန်ပါတယ်ကိုနေကြတော့ကိုအမတန်ကြက်စီရရှိတဲ့နေကြတော့မသိအောင်ဆောင်တယ်ပုတ်ပတ်တယ်သူတို့အိတ်တာဇန်နဝါရီလဒီဇင်ဘာ30ရက်31 12နာရီ10 မိနစ်လဲဆိုတကားတွေကိုဖွင့်လိုက်တယ်ကားတွေဟွန်တီးတယ်ကားပေါ်တက်ပြီး Happy New Year တကယ်ဘာလို့ကNew YearမမာလဲNew Yearပြစ်တာအဲ့ဒီ Happy New Year ဆိုတာကိုကခံလိုက်ရတာလည်းမသိဘူးရမ်းပြီးတော့New Year ချလိုက်တာအဲ့ဒီ Happy New Year ဆိုတာကျွန်တော်တို့ကခံလိုက်ရတာ1885ကျွန်တော်တို့မင်းဆက်လည်းပြုတ်တော့နေမွေအင်ပါယာလေးကိုသွတ်သွင်းပြီးတော့မှကျွန်တော်တို့မြန်မာတမီလုံးကျွန်းဆက်ခင်းပြီးတော့မှတပီလုံးကိုဝိလိုရိယဘယင်မာယူနှစ်တကူလက်ဆောင်အဖြစ်နဲ့အိန္ဒိယဘယင်ကကျတော့ပေးလိုက်တာကိုခံလိုက်ရတာအဲ့ဒါဘာ Happy New Year လုပ်နေရတော့ခံရတာမဆိုင်ရဘူးအဲ့ဒါကိုကြီးကျယ်ထားအော်ဟစ်နေတယ်နှစ်တကူရဲဆိုစိတ်ပြလူပြီးဘောဒီအနာဂတ်အသွေးခေါ်ပြီးအယူဆတက်တဲ့အသိကိုသွားတဲ့စိတ်ကိုထားမှာဒီနေ့တနေ့လည်းပြောစရာမဟုတ်ဘူးမူယူရန်ကပြော Happy New Year အဲ့ဒါလောက်စရာအကြောင်းမရှိအနှစ်သာရမရှိဘူးလောကကြီးမှာအနှစ်သာရမရှိဘဲနဲ့လောက်တာဟာကိုယ့်ဘဝကိုနှိမ့်ချလို့အတူတူပဲအဲ့ဒါနဲ့ပြီးတဲ့ခါကျတော့ဖေဖော်ဝါရီလ1948 January လ4 ရက်နေ့4 နာရီမိနစ်20အိတ်တာပဲမထားဘူးအဲ့ဒီနေ့ကအမတန်အသိမှတ်တစ်ခုတော့ပြုလိုက်အော်ဒီနေ့ကဒီတိုင်းပြည်လုံးက40ခွန်ဘုံရုပ်ကြတယ်လူကြံခါ48လောက်လာရတယ်အော်ဘာဖြစ်ဒီနေ့တနေ့လေးကတော့တတူမှပြီတက်ကျုံဝတက်နေလေဒီလောက်ကလေးအသိမှတ်ပြည့်ကျင်းနေပါအစကရိုင်လာမှထားဒီဘာလဲကလူစီကားလွတ်လာရင်နေ
ဟုတ်လားအော်အေးဟုတ်သားအဲ့ဆိုပန်းပြေးတယ်လို့ခေါင်းအောင်ရိုက်တယ်လို့ချောတိုင်းတက်တယ်လို့နဲ့နေ့တစ်နေ့ဖြတ်ပြီးသွားဖေဖော်ဝါရီလ17ပြည်တော်စုနေ့လွယ်နဲ့ရတယ်လို့တော့မထင်လိုက်ပါနဲ့ပြိတ္တကြီး73ရက်နေ့မှသွားတယ်ရောက်တယ်ဒေါင်းရင်းကအမှတ်30ဒေါင်းရင်းကိုရောက်တယ်အတလီနဲ့တွေ့တယ်29ရက်နေ့မှအောင်ဆန်းအတလီစာချုပ်ကိုချုပ်ဖြစ်ဒီကတော့တန်းသွားလို့မရအိန္ဒိယထောင်နာရအိန္ဒိယထောင်နာတော့နေလူနဲ့တွေ့တော့ခမရဖယ်သွားမှလို့ကိုအောင်ဆန်းအင်ကြီးလေးရဲ့စုတ်ချကြကျွန်တော်အင်္ဂလန်သွားပြီအောင်အတလီတွေ့ဟာခမရယူတေးရောမယ်ကိုအောင်ဆန်းခမရဒုက္ခပါပဲဒီရသည်အင်္ဂလန်ရသည်ဥနဲ့ခမရဒီအဝိစားနဲ့ဒီမှာဟောကောင်းစားကလန်စားစကြုတ်တော့ပေယူတိုင်းပြီးတော့ချုပ်ပေးလိုက်တဲ့ကိုအင်းကြီးနဲ့ဂျာမြင်မှုပါလိမ့်မယ်ကိုအင်းကြီးနဲ့အဲ့ဒီကိုအင်းကြီးကနေလူချုပ်ပေးလိုက်တဲ့အင်းကြီးကျွန်တော်တို့ဘူချုပ်ကအင်းကြီးတော့ကောင်းကောင်းမရှိတဲ့ဘဝအဲ့ဒီလောက်အဲ့ဒီကိုအင်းကြီးနဲ့သွားနော်အရေးစိုးအဲ့ဒီတော့အောင်ဆန်းအတလီစာချုပ်ကိုချုပ်တဲ့ချိန်မှာပဲရှမ်းပြည်နယ်နှစ်ခုကနေထားပြီးကန့်ကွက်စာပန်းယူစာအင်္ဂလန်ပို့ရတဲ့ချိန်မှာကိုအောင်ဆန်းဘယ်လိုလဲခင်ဗျာဒီမှာကန့်ကွက်စာတွေပို့ပါလားခင်ဗျာပြည်မာကြီးတစ်ခုပဲလွတ်အောင်လုပ်တယ်ကြံတဲ့လူတွေမပါဘူးသဘောတူညီမရဘူးပြောပါလားယူနီယံဆိုတာပြည်တော်စုလို့သဘောပေါက်တယ်တကယ်များလို့မျက်စိမျက်နှာပြက်နေတဲ့အချိန်မှာဘူအောင်ဆန်းသူ့ကိုသူယုံနေ2 ရက်နေ့ဖေဖော်ဝါရီလ2 ရက်နေ့ရန်ကုန်ပြန်ဆင်းလာတယ်ကတွက်တာကြီး10 ရက်နေ့ပင်လုံရောက်အောင်သွားတယ်10 ရက်နေ့ပင်လုံရောက်အောင်သွားပြီးတော့17 ရက်နေ့ညမှာအကုန်လုံးအဲ့မှာလက်မထိုးရမယ်လို့ပြောတော့မှဘိုလ်ချုပ်အလုံးကြ17 ရက်နေ့ထိုးပြစ်22လူစင်22ရောက်နေဘိုလ်ချုပ်က23ကိုထိုးပြစ်အဲ့ဒီလိုပင်လုံစာချုပ်ကိုခဲစင်းနဲ့အဲ့ဒီလိုထိုးခဲ့တဲ့ရက်ကလေးတည်းကျွန်တော်နတ်ဆန်မှာဟောတော့ကြောက်တိုင်ကိုသွားပြီးတော့ဂါရဝပြည့်ခြင်းလို့သွားလို့ရှိမှဖရာကြီးနဝတ္တတဲထားအကြီးကြီးပဲဒီပြည့်နေရတဲပါလဲဒီကြောက်တိုင်ရှိတဲတဲ့ကြီးမှာကြောက်တိုင်မမြင်အောင်တဲတယ်ဒုက္ခဒီအစိုးရဟိုပြီးခဲ့တဲ့အစိုးရအတော်လေးကိုကလေးကလားဆန့်လာဒီကြောက်တိုင်ကြီးကသူ့တက်ညောင်းနေလို့ပေါ့ရိုင်းဆိုင်ပြန်တက်ညောင်းလာလည်းမဟုတ်ဘူးဒီကြောက်တိုင်ကြီးကအမအထင်ကြီးကြီးဒါရှက်ပြည်နယ်ပြည်မရဲ့ဒါတိုင်းသားစီလုံးကြီးအထင်ကြီးကြောက်တိုင်ကြီးလားအဲ့ဒါကြီးကိုကွဲမမြင်အောင်လုံရက်တယ်ဆိုတဲ့စိတ်ကလေးကလားစိတ်ခေါ်ပါတယ်လူကြီးလူအောင်စိတ်မရှိပါအဲ့ဒါနဲ့အဲ့ဒါကြီးသွားကြည့်ဘုံချုပ်မိန်ကုန်းဟောတဲ့နေရာလေးတွေကြည့်ကြရဘာပဲဖြစ်ဖြစ်အဲ့ဒီနေ့လေးတစ်နေ့တန်မိုးထားပြီးတော့တခါ73ဘုံချုပ်မွေးနေ့မနေ့ကဆိုကျွန်တော်တို့တိုင်းပြည်လုံးဘုံချုပ်မွေးနေ့မှာတိုင်းပြည်လုံးပင်မနဲ့တိုင်းပြည်လုံးပင်မရတာ3000ပေးပြီးတော့3000ရလို့ပင်မနာမဟုတ်ဘူးဓမ္မောက်စားလို့ပင်မနာမဟုတ်ကိုအသိစိတ်ဓာတ်နဲ့ဟောဒီရင်ပါကြီးတဲ့ကနေပြချစ်တဲ့စိတ်နဲ့တိုင်းပြည်လို့ပင်မနာလို့မထင်မဲနဲ့စင်နွယ်ရတာအဲ့ဒါဘုံချုပ်ရဲ့နှစ်တရားပဲဘုံချုပ်ရဲ့နှစ်တရားအဲ့ဒါသူ့ကိုဘာကြောင့်ချစ်လဲကျွန်တော်မိဘ2 ပါးရှိတယ်မိဘ2 ပါးကွယ်လွန်သွားတဲ့အချိန်မှာကျွန်တော်နေ့လူပြန်ပြီးတော့ပြန်ကောက်နေရတယ်ဘယ်နှစ်ခုနှစ်မှာအဖေဆုံးတာတော့အမေကဘယ်နှစ်ဒါပေမဲ့ဘုံချုပ်အောင်ဆန်းကြတော့ကျွန်တော်တို့အော်တိုကိုသိနေဘယ်မှာ40ခွန်မှာဆုံးတယ်လောက်ပြန်ခံရတယ်အဲ့ဒါဖေဖော်ဝါရီ23မှာမွေးတယ်အကုန်ကိုသိနေတယ်ဘာပဲလို့သိနေတယ်တိုင်းပြည်လုံးကိုသူကကိုချိုးမဲ့အတ္တမရှိပဲတဲ့ပြည်သူကိုလွတ်ရအောင်အလင်းရောင်တစ်ခုပေးခဲ့တဲ့ပုဂ္ဂိုလ်အမတန်ချစ်စင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အတိမတ်ပြုတာဟောဒီနေ့တိုက်တိုက်ဆန်ဆန်ကြောက်ကမှာဟောပြ14 ရက်နေ့14 ရက်ဒီနေ့ပြန်ကုန်တမျိုးလို့ဘုတ်ကင်းနေပြည့်နေနဲ့ဇော်ကပြောပါလားမသိဘူးလူကင်းနေပြည့်နေချစ်သူများနေဘလက်တိုင်းဒေးတယ်မင်းတို့ဘလက်တိုင်းဒေးဆိုတော့ဘလက်တိုင်းဆိုသိတာမသိဘူးမသိဘဲနဲ့ဘာလို့လှုပ်လဲမသိလို့လှုပ်တာအဲ့ဒီနေ့မှာတန်းနဲ့ချီမင်းကလေးတွေအကုန်ပြည့်စည်ပါတယ်ချောကလက်တစ်လောက်ပေးလိုက်ရင်မောက်နှင်းစီဘက်ကတော့တဲကောင်ခေါ်သွားပြီးသွားပြီအဲ့ဒီနေ့တနေ့တည်းဖြစ်နေတဲ့တန်းနဲ့ချီပြည့်စည်တဲ့မြို့ကြီးတွေမှာအကြီးဖြစ်တာမော်လမြိုင်လိုမြို့ကြီးတွေမန္တလေးလိုမြို့ကြီးတွေပသိမ်လိုမြို့ကြီးတွေတောင်ကြီးလိုမြို့တွေရန်ကုန်အကြီးကြီးဖြစ်တာ
အဲ့ဒီရင်ချင်းမှုယူဘယ်ကသဲဆောင်လာမှမသိဘူးစီးပွားရေးသမားဆိုတော့ तू စားရဖို့ तू ကြီးပွားဖို့လှုပ်လာတာကိုဒီကဘုံမသိဘာမသိရောပြီးတော့ဗလဲတိုင်းရတာချစ်သူများကို့မှာချစ်စရာနေမိဘတွေတိုင်းပြည်တွေလူအများကြီးရှိတယ်အဓိကဆုံးကို့မိဘနှစ်ပါးကိုပဲချစ်ပါအောင်ချစ်စရာနေပြောပါတယ်အော်အဲ့ဒါကြတော့မချစ်ဘူးကျွန်တော်တို့မြန်မာပြည်မှာတကယ်တော့ရိုးလေဟောဒီကြောက်ကလမ်းကိုကြည့်လိုက်ရင်ကိုတိုင်းကြီးမှာချစ်စရာကိုအပင်လေးတမထဏောင်းလေးဒီလိုရှက်နေတာဒီဘက်ကနေလှမ်းကြည့်ဘယ်လိုပဲကြည့်ပကြီးကားတစ်ချက်ထောင်လာသလိုအမတန်လှအမတန်ကြက်တည်းရှိတယ်ဒီလိုပဲရှက်အရိပ်အဝါဒအဲ့ဒါကိုကြော်ညာသမားတွေကသူတို့စီးပွားရေးအတွက်လာပြီးတော့တန်လေနဲ့ရိုက်တော့ရေရှည်မှာအဲ့ဒါတွေကခေါင်းမောက်အဖြစ်ပုတ်ပြီးတော့ဒုက္ခရောက်ကုန်အဲ့ဒီအပင်တွေကဓမ္မဝဘေးဓာခံမို့တဲ့ကိုဒီအပင်နဲ့ရှိမှခံနိုင်တာမြန်မာပြည်ပြည်လုံးလက်ကြီးတောတွေတောင်တွေအလုံးကဇာကနာကောင်းဖြစ်သွားပြီဇာကနာကောင်းဖြစ်သွားကျွန်တော်တို့ဗမာလည်းတကယ်ဝင်လာမဲ့အန်ဒီရဲ့ကိုဓမ္မဝအန်ဒီရဲ့ကိုတားဆီးတတ်တယ်အမတန်ကလည်းဟိုတလောကဝင်လာဟိုတလောကခုတ်နေရတွေ့လိုက်ဒီအပင်နှစ်ပေါင်းများစွာဒါကြီးကအမတန်ကြက်သေးကြီးတွေဒီရဲ့ကြီးတွေကိုဒီနောက်တကဒီအပင်တွေကိုလာပြီးတန်နေရိုက်တယ်သူဒီမြတ်ပြောပြီးစိုင်းမုတ်ထောင်မောသူစီးပွားရေးသမားအဲ့ဒီစီးပွားရေးသမားဒီကြောက်ကသားကိုအကျိုးပြတော့မဟုတ်ဘူးလားဖျက်ဆီးတာအပင်တွေကိုအဲ့ဒါမျိုးကြတော့ကာကွယ်ရမှာယောဂဆိုခံရဖို့မဟုတ်ဘူးမဟုတ်တာကိုမခံတာယောဂလို့ခေါ်တယ်လာမင်းအကိုဟုတ်ကဲ့ဆိုပြီးလက်အုပ်ချီ88နောက်ပိုင်းမှာဘာယောဂလည်းမသိလက်အုပ်ချီပြီးလူတွေလက်အုပ်ချီအဲ့ဒီလက်အုပ်ချီရတော့သခိုးလားဓမြလားလည်းမသိလက်ကိုလျမ်းချီတော့တာအများကြီးပြောရမှာအာရ6အဲ့ဒီလက်အုပ်ချီတာကိုကြက်ကြက်နန်းနာဒီလိုလက်အုပ်ချီရတယ်လို့1920ပထမကျောင်းသားတပိတ်လို့ပြိဿများသိလိမ့်မယ်အဲ့ဒီပထမကျောင်းသားတပိတ်နဲ့18နှစ်စောတဲ့1903ခုနှစ်မှာရန်ကုန် high school ကျောင်းမှာအဖြစ်အကြီးဖြစ်သွားတယ်အဲ့ဒီကာလာတုန်းကအဲ့ဒီချိန်ဝမ်းပြီးတော့မပေါ်သေးဘူးရန်ကုန် high school ကျောင်းမှာအဲ့ဒီမှာမစ္စတာကောက်ကနေခရိုင်ပညာဝေးမစ္စတာကောက်ကအမိတ်စာတမ်းတစ်ခုထုတ်လိုက်တယ်အဲ့ဒီမှာအတန်းမိုင်ဆရာကဝင်လာပြီးစာရွက်လေးကြိုက်တယ်မင်းတို့မြန်မာကျောင်းသားတွေငါတို့အင်္ဂလိပ်ဆိုတော့လက်အုပ်ချီကတော့ပြီးမှသာလဲစာဆက်တဲ့ပိုင်ခွင့်ရှိတယ်ငါပြောတာကြားလို့ရှိရင်မင်းတို့ထိုင်ကတော့ရပါမထိုင်ငါပြောမကြားတော့ထိုင်မထိုင်ဘူးကြောလေမကြောအဲ့မှာအမှန်ကုန်အမှအယုတ်ကျိုးပြပြစ်လဲရသွားတယ်အဲ့ဒီအတန်းရှိကနေမောင်တင်နဲ့တကွာကျောင်းသားတွေအလုံးအပြင်ထွက်သွားအဲ့ဒီကိစ္စနဲ့အယုတ်ကျိုးပြပြစ်လဲရှက်အယုတ်ကျိုးပြပြစ်အတန်းမိုင်ဆရာနဲ့ပတ်သက်ပြီးတော့မြန်မာကျောင်းသားတွေအလုံးကျောင်းထုတ်ပြစ်လိုက်မြန်မာအကျောင်းသားတွေကျောင်းထုတ်ပြစ်လိုက်တဲ့အချိန်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မကျေနပ်လို့ကျောင်းသားမိဘတွေကနေပြဿနာရှာတဲ့ကမှာ3ဖွဲ့ဆိုင်ဆွေးနွေးအဲ့ဒီအချိန်ကအင်္ဂလိပ်ခင်မာတွေက3ဖွဲ့ဆိုင်ဆွေးနွေးဆိုပေါ်နေဥက္ကဋ္ဌ4ဖွဲ့မဆိုင်သေးဘူးအဲ့တော့3ဖွဲ့ဆိုင်ဆွေးနွေးတဲ့အခါမှာကျောင်းသားမိဘရဲ့နေဝင်အပယပညာရေးလောကကြီးရဲ့လူကြီးတွေရဲ့ဓမ္မိုင်ဆရာအဲ့ဒီမှာမောင်တင်ဆိုတဲ့ရှစ်တန်းကျောင်းသားလေးထပြောဆရာတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကရှေ့အတိတ်တဲကအမတန်ရင်ကျေးသိမ့်မှွေ့တယ်မြန်မာလူမျိုးပါအနန္တလက်ချီကြောရမယ်ဆိုတာကျွန်တော်တို့မြန်မာလူမျိုးနဲ့သိပြီးသားပါတယ်ဒါပေမဲ့ဆရာကလက်အုပ်ချီကြောတယ်ဆိုတာစာရွက်ထဲကလာတာမဟုတ်ဘူးဟာဒီထဲကလာတာဗျာတဲ့အဲ့ဒီကိုပြောတဲ့ခါမှာအင်္ဂလိပ်ကဘာမှပြန်ပြောစရာစကားလုံးမရှိဘူးအင်္ဂလိပ်ကမှားရင်မှားတယ်လို့ဝန်ခံတတ်တဲ့နိုင်ငံကြီးသားပြည်သားတယ်မှားတာကိုကြိတ်ပြီးနှိမ်ပေါင်းများစွာလိမ့်နေတာမဟုတ်ဘူးပေါ်တင်မဲ့မှားရင်မှားမှန်ပြီးတော့အဲ့ဒီကျောင်းသားကြီးကျောင်းပြန်တက်ပြီးလိုက်ကျောင်းပြန်တက်ခွင့်ပြီးအဲ့ထပြောတဲ့မောင်တင်ဆိုတာတခြားလူမဟုတ်ဘူးရန်ကုန်တက္ကသိုလ်မှာမြန်မာလူမျိုးတွေကနေပထမဆုံးပတ်မောက်ကကြီးဖြစ်သွားတယ်ကျောင်းအောင်ကြီးဖြစ်သွားတယ်ဆရာကြီးဥဖေမောင်တင်မှာလက်အုပ်ချီကတော့တယ်ဆိုတာအဲ့ဒီလိုစနစ်ကြကြနဲ့အဲ့ဒီလိုအတိတ်ပဲရှိကတော့ရတယ်လို့လမ်းပြသွားတယ်အဲ့ဒီချိန်တုန်းကကျောင်းသားခေါင်းဆောင်အစမောင်တင်ကလို့တော့ပြောလို့ရပါတယ်1903ခုနှစ်1920ကျောင်းသားတပိတ်တော်ဖြစ်သေးပါဘူး18နှစ်စောတယ်အဲ့ဒါကြောင့်လက်အုပ်ချီကတော့တယ်ဆိုတာလေရမ်းမကတော့နဲ့ရမ်းကတော့ရင်တရားဓမြကတော့ရင်အကျိုးမရှိဘူးဓမြတွေဥကဓမြတွေကပေါ်နေတဲ့ခေတ်ပြောရဘာပေါ့ဓမြတွေပေါ်တဲ့ခေတ်ပတ်ဝန်းကျင်အခြေအနေကြီးရောလဲပတ်ဝန်းကျင်ကလည်းမကောင်း
Lita na ko lome lure jibe te yau jiji yuri ya jiji. Tangoya ne nasane taushia nasa chabu ne ma. English wa yakai ne trina itai taina che. Trina itai trina ya yuri ya ga chano pai na re yama tata luwa wa la. Chano pai na re chano pian pi. Ah kame alu pian pi lo ma ya bu. သူတို့သိထားတာမှန်မိမယ်ကျွန်တော်သူတို့ရဲ့စစ်ဗိုလ်ချုပ်တွေသွားပြောအောင်စစ်သူကြီးတွေသွားပြောတယ် right အဲ့လိုက်တိုင်းကယူရီးယားသူတို့ပိုင်နေပြောပါလားတဲ့ဒါတော့ခမည်းသဘောပဲမြန်မာစစ်သူကြီးခမည်းသဘောခမည်းတို့သိမ်းလို့ခမည်းတို့သိမ်းထားပြီပဲခမည်းပိုင်ပြီပဲပေးခြင်းပေးဖို့တဲ့ပေးခြင်းနဲ့ရဒါပေမဲ့ခမည်းတို့ဒီနေ့ပေးရင်နောက်နေ့ကျွန်တော်တို့ပြန်တိုက်ယူမှာပဲအဲ့ဒီစကားလုံးရောက်အင်္ဂလိပ်က Sigashi, Nangayida, Pita, a Trajam. Mapave, the night, a child like night, Chile, Tayuja Alumo, Lula Yabo, Amoy, Nalajo, Jare Chili, Poshi the Yoga, the young Maku, Lula, Queen Mapeva. Bama, the Yo Josia, Malu, the Lua, Time Villa, pay coin for, Bidua Cosia, Jamu Machine, Goya, maybe you let it up. Where I go to put black on where police and Lula where go where and Bajilushina, Bajilu. Penny, I choose your Tobia to Sayalo. And look, you're a Mima Biolo, Jesus, and I'm a Gigi Biolo, about to do another Ducha and Naram Dana. I know Yoga don't Jobia, man, you know. Bojogo, Babylon, Nidia, Ludia, Nidia, Canezra, Lagaro Muga. Do your yoga move gone it red day net too, a thing Maturaha, Nippon Teyajo, Jare, Chedi, Dinejini, Dimabijari. Do the Melaro move. သူရဲ့ဇနီးတဲ့ဖြစ်တဲ့ဒေါခင်ကြီးခေါင်းဆောင်တို့ရဲ့ဇနီးတဲ့တွေထပ်အပ်တဲ့အကျင့်ဇာလိုက်တဲ့စိတ်နေသဘောထားကိုပြသွားတယ်1989ခုနှစ်မှာ88အရေးကြီးရေးတော်ဝင်ဖြစ်ဖို့တစ်နှစ်အလိုမှာဘုံကြီးအောင်ကြီးကဒေါခင်ကြီးအိမ်ကိုလာတဲ့အခါမှာဒေါခင်ကြီးနေမကောင်းကျမ်းမာရေးအလွန်မကောင်းတာတွေ့တဲ့ခါကျတော့ဦးနေဝင်အရှင်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်ရှိအကြောင်းကြားတယ်စာရေးပြီးအကြောင်းကြားတယ်ဦးနေဝင်ကနေတဆင့်ဒေါက်တာမောင်မောင်ခါကိုတာဝန်ပေးတယ်ဒေါက်တာမောင်မောင်ခါကနေသူ့ရဲ့စီမံချက်နဲ့သူ့ရဲ့ကုညီမှုနဲ့မစ္စတာဘာဘရာမစ္စစ်ဘာဘရာဆိုတဲ့နတ်မအကျုပ်ကြီးကိုဒေါခင်ကြီးကိုထည့်ပြီးအင်္ဂလန်ကိုဆေးသွားကုခိုင်းတယ်အဲ့ဒါတမနာယုံဒုညမူလာမသူဦးတောင်းရှိဆိုတဲ့ပုဂ္ဂိုလ်လေစိတ်ကိုဗီဇာရဲ့ passport တွေလုပ်ပြီးလိုက်ပို့လိုက်လေစိတ်ကိုရောက်တဲ့အချိန်မှာစာအိတ်လေးအိတ်ပေးလိုက်တယ်အဲ့ဒီစာအိတ်ကအဲ့ဒီစာအိတ်ထဲမှာစတာလင်ပေါင်း3000ထည့်ထားတဲ့စာအိတ်ကလေးကိုပေးလိုက်တယ်ဒေါခင်ကြီးကိုလေးမတက်ပါဆေးသွားကုပြီးတော့ပြန်လာတဲ့အခါမှာဦးတောင်းရှိသွားကြည့်အနည်းကျွန်တော်ဘာကူညီပေးရပါဦးမယ်ခင်ဗျာဘာမှမလုပ်ပါဘူးသားရဲ့အန်ဒီကိုအိမ်သာပြန်ဖို့ပေးပါရောလေမင်းဘောတော့ပြလိုက်တဲ့စာအိတ်ကလေးစာလင်ပေါင်း3000ကိုတပေါင်းမှသုံးလောက်တပြားတစ်ချက်မသုံးလာဘူးအဲ့ဒါဘာဖြစ်လို့ဒေါခင်ကြီးမသုံးလာလဲဆိုတော့ပြည်သူရဲ့ဗန္နာတော်တွေကိုမလွတ်အပ်ဖဲနဲ့မသုံးဘူးအဲ့ဒီစိတ်ကခေါင်းဆောင်တို့ရဲ့ဇနီးတိုင်းမှာထားရမယ်စိတ်အဲ့ဒါကြောင့်လေနှစ်တရာခန္ဓာပေါ်အခုတော့မောင်ရဲ့ဒီတက်တော်ကြီးကမောင်ရမှာမောင်သားကိုပြေးလိုက်ပါလေအဲ့ကွက်ကြီးကိုမောင်သားကုမ္ပဏီမှာနှစ်ခုလူသေးတယ်အဲ့ဒီရင်နာကြီးကမောင်ဖက်ဆက်လုံးတလုံးချမ်းသာပြီဒီလိုကလိနဲ့ပြောတဲ့ခေါင်းဆောင်ဇနီးတဲ့မဟုတ်ဘူးစတာလင်ပေါင်း3000လောက်မှမသုံးခဲ့ဘူးတပြားတစ်ချက်အဲ့ဒီချိန်ကအင်္ဂလန်မှာဒေါ်အောင်ဆန်းစုကြည်ရှိသေးတဲ့ချိန်နဲ့မကောင်းသေးဘူးအဲ့ချိန်မှာသမီးတော်မှတပေါင်းမပေးခဲ့ဘူးတပြားတစ်ချက်မပေးခဲ့ဘူးခေါင်းဆောင်သားဇနီးတို့ရဲ့စိတ်နေတဲ့ဘောကရက်တည်မှုချင်းဘလောက်လေးစားအတူရစားကောင်းလဲစာဖတ်ကြည့်ရင်ရေတောင်တုံးတယ်